ဖျားလောင်းတော်ဟာယဟန်ပြုတ်ပြီးတဲ့နောက်ရာဇဂျိုမျိုးတဲကိုစွန်းကန်ကြွတော်မူတယ်။တက်တော်ရွယ်ကလည်းတင့်တယ်ရုပ်စင်းအင်္ကာကလည်းတက်ပဲသူဆိုတော့မြို့သူမြို့သားတွေကတန်တော်ငေးကြည့်ရတာပေါ့။ဒီလိုနဲ့တိတ်တထမင်းသားတောထွက်တဲ့သတင်းဟာရာဇဂျိုမျိုးတဲကိုပြန့်နှံ့သွားတာဘရင်ဗိမိတာရစီရောက်သွားပါတော့တယ်။ဖျားလောင်းတော်လဲစွန်းခံပြီးရာဇဂျိုမြို့ရဲ့ရှေ့ဘက်ကပန္တဝတောင်ကြီးမှာစွန်းဖုံးပေးတော်မူပါတယ်။အလောင်းတော်စွန်းဖုံးပေးရာနေရာကိုဗိမိတာရမင်းကြီးရောက်လာပါတော့တယ်။အလောင်းတော်ရဲ့မြင့်မြတ်တင့်တယ်တဲ့ရုပ်လက္ခဏာကိုမြင်တော့သူ့ရဲ့ထီးနှံစည်းစိမ်ကိုထမ်းဝက်ခွဲပေးတော်မူပါတယ်။ဖျားလောင်းတော်ကတော့ထီးနှံစည်းစိမ်ကိုမလိုလားကြောင်းလောကတတ္တဝါပေါင်းကိုကယ်တင်နိုင်သောတရားမင်းသာဖြစ်လိုကြောင်းပြန်ပြောတော်မူပါတယ်။ဗိမိတာရမင်းကြီးလည်းဖျားဖြစ်တဲ့အခါသူ့တိုင်းပြည်ကိုပထမဆုံးကြွတော်မူပါလို့တောင်းပန်စကားလျှောက်ထားပြီးပြန်သွားပါတော့တယ်။အလောင်းတော်မြတ်ဟာယသိယဟန်ပြုတ်ပြီးတဲ့နောက်အာလာရနဲ့ဥဒကယသိတွေစီမှာနီးနာခံယူပြီးကြင့်ကြံလိုက်တာလောကီဇံရလာပါတော့တယ်။ဒါပေမဲ့တရားထူးရခြင်းနဲ့အရှင်မြတ်ဟာဥရုဝေလတော်ထဲမှာဖျားဖြစ်ဖို့ဒုက္ခရစရိယကျင့်ကိုဆက်လက်အားထုတ်ကျင့်ကြံခဲ့ပါတယ်။ဒုက္ခရစရိယဆိုတာတာမန်လူတို့ကျင့်နိုင်ရန်ခက်ခဲပြီးကျင့်မုံကျင့်နည်းကတော့စွန့်ခံမစားတော့ပဲတစ်ပင်ကကြွေကြတဲ့တစ်သီးကိုသာကောက်ယူစားသုံးပါတော့တယ်။ထို့နောက်တစ်ပင်ရှိရာကိုတော့သွားမကောက်တော့ပဲမိမိရှိကြွေကြမှာပဲစားသုံးရာမှတစ်ဆင့်တစ်သီးလေးတစ်လုံးဆန်လေးတစ်စိများလောက်ပဲစားတော်မူပါတော့တယ်။ဒီလိုစားကိုလျှော့စားလာတာ6နှစ်ကြာတဲ့အခါမှာအလောင်းတော်မြတ်ရဲ့အသားတော်အသွေးတော်တွေဟာခန်းချောက်ပြီးအယိုးရည်သာကြံတော်မူပါတော့တယ်။အယိုးရည်သာကြံတော်မူတဲ့အလောင်းတော်ရှင်မြတ်ဟာဒီနီးလန်းနဲ့အကျိုးမရှိနိုင်ကြောင်းကိုဆင်ခြင်သိမြင်တော်မူလာတယ်။ဒါကြောင့်စွန့်အာဟာရကိုမျှတအောင်ပြန်လည်သုံးဆောင်တော်မူပြီးမျက်စိမှလမ်းစဉ်နဲ့တရားတော်ကိုဆက်လက်အားထုတ်တော်မူလိုက်တာမဟာတက္ကရာ103ခုကစုံလာဇန်14ရက်နေ့ညအချိန်မှာထူးဆန်းတဲ့အိမ်မက်ကြီး၅ပါးကိုမြင်မှတ်တော်မူပြီးပညာဉာဏ်နဲ့ဆင်ခြင်ကြည့်တဲ့အခါဗုဒ္ဓစင်စစ်ဧကံဖြစ်တော်မယ်ဆိုတာကိုသိတော်မူလာတယ်။နောက်တစ်နေ့လောင်းတော်ရှင်မြတ်သက်တော်35နှစ်ပြည့်ရာကစုံလာပြည့်နေ့မနက်စောစောချိန်မှာဥရုဝေလတော်နီတေနာနီကုန်းရွာကြီးနာကညောင်မင်းအောက်မှာစံမြန်းနေတော်မူပါတယ်။ဒီတေနာနီကုန်းရွာကြီးမှာတထေးကတော်သူဇာတာဆိုတဲ့အမျိုးသမီးကလေးတူနေထိုင်ခဲ့ပါတယ်။သူပြိုပွားတော့ကညောင်မင်းကြီးစီသွားပြီးတထေးသားနဲ့ရဖို့တာဦးလေးရဖို့ကိုဆုတောင်းခဲ့ပူပါတယ်။တထေးသားနဲ့တာဦးလေးရတော့ဒီစုပြည့်အောင်ညောင်ပင်စောက်နှက်ကြီးကမဆတယ်ထင်းပြီးနှစ်စဉ်ပူဇော်လေးရှိပါတယ်။ယခုလဲညောင်ပင်အောက်မှာစံမြန်းနေတော်မူတဲ့အလောင်းတော်ရှင်မြတ်ကိုသူ့ကျေးဇူးရှင်နာမည်ကိုထင်ပြတယ်ထင်းပြီးတသိန်းတန်ရွှေခွက်နဲ့ကနာနုစုံကိုလှူဒန်းပါတော့တယ်။အလောင်းတော်ရှင်မြတ်လဲအလှခံရလာတဲ့နုစုံကိုနေရင်စရာမြေကမ်းမှာဖုံးပေးပြီးယနေ့ဖျားဖြစ်မိမှန်လျင်ဤရွှေခွက်သည်ရေညာတို့စံတက်ပါစေသာလို့ဒိဋ္ဌံပြုရင်းမျောလိုက်တာရေညာကိုစံတက်သွားပါတော့တယ်